ကိုနိုင်ရှိမှသင်္นานတက်နေတော့ကိုနိုင်ရဲ့သားတစ်ပည့်တွေလည်းဒီပညာရက်လေးတွေကိုလေ့လာပါနော်ကိုနိုင်ရဲ့တစ်တော်နေဝင်ပြီးတော့လည်းပညာရက်တွေစီးဘူးပါအမျိုးသားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းဟာဘာရောက်မြန်မာနိုင်ငံမှာမကကဘာကအတိမတ်ဘာကြောက်အပြုတ်ခံရတယ်လေကဘာတောင်တိကြတယ်မြန်မာနိုင်ငံကိုတချို့နိုင်ငံတွေမှာမြန်မာနိုင်ငံဆိုတော့မတိကြဘူးဒါပေမဲ့အောင်ဆန်းကိုအများဆုံးတိကြပါတယ်ဗိုလ်ချုပ်အောင်ဆန်းကိုအများဆုံးတိကြပါတယ်ကဘာကဘာကြောင့်နာမည်ဒီလောက်ထိကဘာထိပေါက်ရောက်တယ်လေတဲ့ဩဇာအာဏာတွေဘာကြောင့်ဒီလောက်ရှိတာလေတဲ့ဗိုလ်ချုပ်အောင်ဆန်းဟာတိုင်းရေးပြည်ရေးမှာလည်းခက်ခဲကိုတိုင်းလက်နက်ဆွဲကင်ပြီးတော့တိုင်းရေးပြည်ရေးကိစ္စတွေကိုသူကိုယ်တိုင်ပါဝင်ခဲ့တယ်သူကိုယ်တိုင်ရုန်းကန်ခဲ့ရတယ်သူကိုယ်တိုင်စစ်တိုက်ခဲ့ရတယ်ဗိုလ်ချုပ်အောင်ဆန်းကဘာကြောင့်ဂုံတိတ်ခါတွေမြင့်မားတာလဲစိတ်တပိုင်းဆိုင်ရာတွေမြင့်မားတာလဲလက်မကိုကြည့်ပါလက်မဟာဒုတိယအစစ်ရှေလျားတော့လက်မဖြစ်ပါတယ်အသွေးခေါ်ပိုင်းဆိုင်ရာအုံနောက်ပိုင်းဆိုင်ရာမြင့်မားတော်သူတွေဖြစ်တဲ့ဓမ္မနဲ့အတ္တမခွဲခြားသိမြင်တော်သူတွေဖြစ်ပါတယ်ဒုတိယအစစ်ရှေတဲ့အတွက်ပညာရှိလက်မလို့လဲဟောကိန်းထုတ်တဲ့အပြင်ကိုလက်ချောင်းတွေဟာအရင်မှကြီးပြီးတော့အဖျားမှာသေးငယ်တဲ့ချွန်လျားမှုတွေရှိနေတဲ့အတွက်ဒီလက္ခဏာရှင်တွေဟာကြောဂျုံလက္ခဏာတွေဖြစ်ပါတယ်နာမည်ဂုဏ်တိခါတွေကြီးမားမှုရဲရင်ပြတ်သားမှုဟာဘာကြောင့်လဲကြာတာပတိဂျူကိုမှာခရင်ကွာဖြစ်နေပါတယ်လက်ညှိုးအောက်ခြေကြာတာပတိဂျူကိုမှာခရင်ကွာတရံဖြစ်နေတဲ့အပြင်ဟာရယာလီခလမ်းကြောင်းဟာကြာတာပတိဂျူကိုနှစ်ခွတရံထိုးဆင်းသွားတဲ့အတွက်ဩဇာအာဏာရှိသူတဦးဖြစ်မဲ့တပည့်တပန်းနေနေရမယ်ရဲရင်ပြတ်သားမှုရှိတတ်တယ်အဲကြောင့်မို့ဗိုလ်ချုပ်ဆောင်ကအထွေထွေကိုပြန်ကြည့်လိုက်တော့မြန်မာနိုင်ငံမှာမကကဘာကားတောင်အတိမတ်ပြုခံရတဲ့လက္ခဏာဖြစ်ပါတယ်။နောက်ပြီးတော့ဗိုလ်ချုပ်အောင်ဆန်းဟာခဲရန်လက်နက်ပြီးနဲ့ဘာကြောင့်တည်ရတာလဲစနေဂျုံကြည့်ပါစနေဂျုံမှာကြက်ချီကပ်တနံပါလာပါတယ်ကြက်ချီကပ်ပါလာတော့လက္ခဏာရှင်တွေဟာဓာပြီးလှန်ပြီးလက်နက်ပြီးနဲ့ခန္ဓာကိုယ်ပြက်ကင်းရှိပါတယ်။ဗိုလ်ချုပ်အောင်ဆန်းဘုံကဘာကြောင့်ခတ်ခဲတာလဲကြမ်းတမ်းတာလဲပင်မတာတဲ့အသက်တွေလူခဲ့ရတာလဲအာယူကနေခွဲထွက်တဲ့လမ်းကြောင်းဟာကျွန်းခံနေတဲ့ညာနာကျွန်းခံနေတဲ့ကံကြမ္မာကိုထိုးဖောက်ပြီးတော့တနင်္ဂနွေဂျူကုံကိုထိုးထွက်သွားတယ်တဲ့ခက်ခဲနဲ့ရုန်းကန်ခဲ့ရတယ်ဗိုလ်ချုပ်တာဖြစ်ခဲ့တာအေးစီစီနဲ့နေထိုင်မှုလည်းမရှိခဲ့ပါဘူးတဲ့နော်ကျန်တဲ့ပင်မနဲ့ကိုယ်တိုင်လက်နက်တွေဆွဲကင်ပြီးတော့ရုန်းကန်ခဲ့ရတယ်စိုးရတဲ့ကံကြမ္မာလမ်းကြောင်းဟိုကျွန်းခံနေတဲ့ကံကြမ္မာကိုတော့ထိုးဖောက်ခဲ့တဲ့အတွက်တဲ့နော်ခက်ခဲနဲ့ရုန်းကန်ရတော့သူတွေဖြစ်ခဲ့ပါတယ်ဒါလေးတွေကိုနိုင်ရဲ့သားတစ်ပည့်တွေတေချာလိလာပါနော်